မင်္ဂလာပါကိုလင်းတို့အကောင်ကြီးတွေယူတဲ့မှာတွေတဘူးတဖာတယောက်ပေါ့ဒီလိုယူတဲ့ဟာမှာဘယ်လိုမျိုးယူတွေ့ရမလဲကိုလင်းလာပြီးတော့ပြောပြမယ်ပေါ့နော်လူဘယ်နှယောက်လဲဆိုရင်ကီခွန်ဘယ်နှယောက်လဲဘယ်နှခုလဲဆိုရင်တော့ကီအန်ဘယ်နှစီလဲဥပမာကားဘယ်နှစီလဲဆိုရင်ကီခန်နောက်တော့ဘယ်နှကောင်လဲကီတူဝါဘယ်နှလုံးလဲကီလိုဘယ်နှလုံးလဲဘယ်နှအိတ်လဲဆိုရင်ကီထုံဘယ်နှရွက်လဲကီဘိုင်ဘယ်နှဖာလဲကီကောင်ဘယ်နှဖာလဲပေါ့ဘယ်နှဘူးလဲကီကပောင်ဘယ်နှဘူးလဲဘယ်နှပလင်းလဲကီခူဝတ်ဘယ်နှမျိုးလဲကီယางဘယ်နှစုံလဲကီခုဘယ်နှနာရီလဲကီမုံဘယ်နှစီလဲဥပမာအရွက်တွေဝယ်တဲ့ခါမှာပေါ့လေကီကမ်လို့ပြောပါတယ်ကိုလေးမနောက်ထပ်ဗီဒီယိုမှာပြန်ပြီးတွေ့ဆုံပါမယ်